လားဘာရောင်းနေလဲ ခေါ်ပြန်ပြီအနည်းရောက်ကိုရောင်းလည်းမရောင်းချင်စစ်လိုက်တဲ့ဈေး လာဝင်းလာဒီနေ့ငါမပါဘူးလား ငါမရဘူးဟေးဒီနေ့ငါမရဘူး ဆေးရအောင်လေတောင်းနှံ့နဲ့ အမပူတာအဲ့ဒါ ချော်ရီယောက်ကလေးပါစမ်းမြန်တို့အကြောင်းသိရသားနေနော်ရှင်ကလည်းဟဲ့ဒီလောက်ပဲနေဟာက အမကောင်းဝယ်ပို့လားအမအဲ့လောက်ထိမေးနေတာယူပါယူမို့ယူ တာဘလို့ရအောင် ဒါဘလို့ရောင်းလဲ ပတဲကောလား 30ရ9000 ဟာဒီကြီးကနေထွက်လာတဲ့ပသေးကောကို30သား9ဖာ အိုးဖယားကိုအိမ်ကထွက်တဲ့ဟာပဲကလေဘာမှရင်းနှီးမပေးရတဲ့ဟာကိုတော့နေကလည်းဈေးကြီးတယ်နည်းနည်းလောက်လျှော့ပေးအောင် ရှော့ပေးအောင်ပြောရအောင်အမတတူးမလားပြောဟမ်တတူးမလားဟမ်ဘာရင်းဒီမှာထောက်ဆံမလို့ဘူးပြောရအောင်ဟမ်မြေဩစာပိုးတို့ပါပိုးအမတို့ပေးမလားပြောဟမ်တတူးမလားဝယ်မလားမဝယ်ဘူးလားပြောမဝယ်ရင်သွားမယ် ဝယ်မယ် ဝဲမဲလေးဟဲ့ အေးဘာလဲဈေးရှော့ဈေး တာ အဲ့ဒါတစ်လုံးကို2000 ဟာလေနင်တို့အိမ်ကတီးနေတာအများကြီးပဲ ဟုတ်တယ်လေအိမ်ကတီးတယ်ဟုတ်တယ်မြေဩစာပေးရတယ်ဒီလောက်တီးရအောင်မြေဩစာပေးရတယ် ငါတို့မဝယ်လက်ပြီးပေါ်မှာမှိုက်ပြီးတီးတိုင်းကြွေးကြမှာပဲဟာကို အဲ့ဒါငါပိုင်းလေဝယ်မလားမဝယ်ဘူးလားပြော ဝယ်မယ်ဒီကလည်းစိုက်ကြီးပဲ